ကမ္ဘာအကြီးဆုံးအာကာသကုမ္ပဏီတစ်ခုဖြစ်တဲ့ SpaceX ကအစောပိုင်းတစ်ပိုင်းမှာတကယ်ကိုခက်ခဲကြမ်းတမ်းခဲ့ပါတယ်။အလုပ်ဖြုတ်ခံခဲ့ရတာတွေငွေကြေးပြက်လက်လူကြီးပဲဖြစ်ခဲ့ရတာနဲ့ရုရှားတွေနဲ့ခက်ခဲတဲ့ညှိနှိုင်းမှုတွေကြောင့်Elon Muskကဘယ်လိုမျိုးရည်တည်ခဲ့လဲဆိုတော့ဒီဗီဒီယိုမှာပြပြပေးတော့မှာပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ကမ္ဘာကိုပြောင်းလဲစေခဲ့တဲ့ကုမ္ပဏီတွေဒီနေ့ကတစ်ခုဖြစ်တဲ့SpaceX ရဲ့အန်ဝန်းတစရာကောင်းလောက်ရှုပ်ထွေးခဲ့တဲ့အစောပိုင်းတစ်ပိုင်းကိုလေ့လာကြည့်အောင်နောက်ထပ်မကြာခင်လပိုင်းမှာပဲ SpaceX က20ပြည့်တော့မှာပါသူတို့ရဲ့တိုးတက်မှုတွေကကြီးမားပေမဲ့သူတို့ရဲ့စတင်ခြင်းတကယ်ကိုခက်ခဲကြမ်းတမ်းခဲ့ပါတယ်ဒီနေ့ပြောပြမယ်အကြောင်းအရာတွေမှာဆိုသူတို့ကဘယ်တော့မှလမ်းမလျှော့ခဲ့တဲ့ဇွဲလုံးသားတွေနဲ့ဗန္နာရေးပြိုလဲလူနေပါဖြစ်ခဲ့တာတွေရုရှားအဖွဲ့တွေနဲ့ကြုံခဲ့ရတဲ့မမရအဖြစ်တွေအားလုံးထည့်သွင်းပြောပြပေးသွားမှာပါဒီဇလန်ကို2000ပြည့်နှစ်အောက်တိုဘာလလောက်ကစတင်ခဲ့ပါတယ်။အဲဒီအချိန်မှာ Elon Musk က PayPal ရဲ့ CEO ဖြစ်ကိုတာဝန်တန်းဆောင်နေပြီးတော့ Australia မှာကျင်းပတဲ့ Olympic ပွဲကိုရောက်နေခဲ့တာဖြစ်တယ်။ဒါတကယ်ကိုအချိန်မှားခဲ့တာပါနော်။ PayPal မှာအခြေအနေတွေကရှုပ်ထွေးနေပြီးတော့သူကမိုင်9000လောက်အဝေးမှာရှိနေတဲ့အချိန်မှာအုပ်ချုပ်ရေးမှုတွေနဲ့ရင်းနှီးမြှုပ်နှံသူတွေကြားငြင်းပွားမှုကအထုပ်ထိပ်ကိုရောက်သွားခဲ့ပါတယ်။သူPalo Altoပြန်ရောက်တဲ့အခါမှာတော့အလုပ်ကပြုတ်ခဲ့ပါပြီ။အလုပ်ပြုတ်ခံရတာသူ့ရဲ့အစီအစဉ်မှုတ်ခဲ့ပေမဲ့ဒါဟာကောင်းမွန်တဲ့အခွင့်အလမ်းတစ်ခုကိုယူဆောင်လာခဲ့ပါတယ်။သူ့ရဲ့စစ်မှန်တဲ့ဝါသနာဘာလဲဆိုတော့အာကာသခီးသွားရေးကိုအပြည့်အဝအာရုံစိုက်ဖို့အချိန်ရသွားခဲ့ပါတယ်။ Elon ကအာကာသစူးစမ်းလေ့လာရေးကိုစကားပြောနေတယ်မကပဲလက်တွေ့လှုပ်ဆောင်ခြင်းခဲ့ပါတယ်။သူက Mars Oasis လို့ခေါ်တဲ့စိတ်ကူးရင်တစ်ခုကိုစတင်ချပြခဲ့ပါတယ်။အဲဒီအစီအစဉ်ကရိုးရှင်းပေမဲ့စောင်းရုံမိုက်တယ်။အဲ့ဒါဘာလဲဆိုတော့အင်္ဂါဂြိုလ်ပေါ်မှာဖန်လုံငယ်လေးတစ်ခုပို့ပြီးအင်္ဂါဂြိုလ်ရဲ့မြေပေါ်မှာပဲအပင်တွေကိုစိုက်ပျိုးဖို့ပါပဲသူယုံကြည်တာအင်္ဂါဂြိုလ်ပေါ်မှာတက်ရှိဖြစ်နိုင်ခြေရှိရဲဆိုရယ်ခိုင်မာတဲ့တက်တွေရာအာကာသစူးစမ်းလေ့လာရေးအပေါ်လူထုရဲ့စိတ်ဝင်စားမှုကိုပြန်လည်နှိုးချစေလိမ့်မယ်ဆိုတာပါပဲအားကြောင့်သူ့ရဲ့ Mars Oasis ဆိုတဲ့ plan ကိုအကောင့်ထဲပို့ဖို့သူကဒုံးရံတစ်စင်းကိုလိုရတယ်သူကသူ့ရဲ့ college တငယ်ချင်း Audio Receive နဲ့ရေးပါတဲ့ Jim Camtel ဆိုတဲ့လူတွေနဲ့အဖွဲ့တစ်ဖွဲ့ကိုဖွဲ့စည်းခဲ့တယ်။ Jim Camtel ဆိုတဲ့လူကအမေရိကန်နဲ့ရုရှားကာကွယ်ရေးအစီအစဉ်တွေမှာလောက်ကန်နေပြီးတဲ့ကျွမ်းကျင်သူတစ်ယောက်ဖြစ်တယ်။ဒါပေမဲ့ပြဿနာတစ်ခုရှိတယ်။အဲ့ဒါဘာလဲဆိုတော့ Camtel က Elon ကိုယူနေတယ်လို့ထင်ခဲ့ရပါတယ်။ Elon ကဆက်စချင်းဖုန်းခေါ်တဲ့အချိန်မှာသူကလူသားမျိုးနွယ်ကိုကယ်တင်ဖို့ဒုံးမြန်တွေကိုအင်္ဂါဂြိုလ်ပေါ်စီကိုပို့ကျင်တဲ့ Villainer တယောက်ပါလို့ပြောခဲ့တာကို Camtel ကအစပိုင်းမှာလူယူတယောက်ရဲ့စကားဆိုပြီးတော့ပယ်ချခဲ့ပါတယ်။ပြန်ကောင်းစွာနဲ့ပဲသူတို့ထိုင်ပြီးတော့စကားပြောပြီးတော့အပြည့်အဝရည်မှန်းချက်တွေကိုဆွေးနွေးတဲ့အခါမှာကန်ထရကယုံကြည်သွားပြီးတော့အကူအညီပေးဖို့သဘောတူခဲ့ပါတယ်။သူတို့ဖွဲ့ကပထမဆုံးပါရီကိုပြန်တန်းခဲ့ပေမဲ့ရရှိနိုင်တဲ့ဒုံးမြန်တွေဟာတစ်စင်းကိုဒေါ်လာတန်း100ကျော်ကုန်ကျနေပါတယ်။အဲ့ဒါနဲ့ Elon ကသူ့ရဲ့ပထမဆုံးကုမ္ပဏီ Zip2 ကိုရောင်းချခဲ့လို့ချမ်းသာနေပေမဲ့အဲ့ဒီအချိန်မှာသူ့မှာဒေါ်လာတန်း30ဝန်းကျင်ပဲရှိသေးတာမဟုတ်လို့တခြားရွေးချယ်စရာနည်းလမ်းကိုရှာဖို့လိုအပ်ခဲ့ပါတယ်။သူတို့ရဲ့နောက်ထပ်ခီးစဉ်ကတော့မော်စကိုပါဆိုဗီယက်ယူနီယံပြိုကွဲပြီးသွားတဲ့နောက်မှာစစ်ဘက်ဆိုင်ရာမဟုတ်တဲ့သဘောတူညီချက်အရရုရှားဟာတိုက်ချင်းပြပဲထိန်ဒုံးကြီးထောင်ပေါင်းများစွာကိုစစ်ဘက်တော့မဟုတ်ပဲနဲ့အာကာသရဲ့လက်တင်တဲ့ရင်ဖြတ်အသုံးပြုဖို့ဖြစ်နိုင်ခြေရှိရဆိုတဲ့သတင်းကိုသူတို့ကြားခဲ့ကြတယ်သူတို့ဟာရုရှားအဖွဲ့အစည်းနဲ့ညှိနှိုင်းရတာမဖြစ်လောက်ခက်ခဲခဲ့တယ်လို့ပြောတယ်ဘာလို့လဲဆိုတော့အက်ဒိုရက်ဆဲကအဲ့ညှိနှိုင်းမှုတွေကိုပြန်ပြောပြတဲ့အချိန်မှာသူတို့ဟာပေါ့နော်ဗော်ကာနဲ့မောင်းနေခဲ့ရလူပြောတယ်ဘာဖြစ်လို့လဲဆိုတော့အခန်းလေးမှာပေါ့သူတို့ကလူတိုင်းက Volga Blink တစ်လုံးစီချထားပြီးတော့တနိုင်လောက်သူတို့ညှိနှိုင်းခဲ့ရတယ်။ဒါပေမဲ့ရုရှားတွေဟာသူတို့ကိုလောင်ပြောင်ပြီးတော့ပေါ့နော်ဈေးညှိနှိုင်းမှုကိုလေးလေးဆက်ဆက်လေးမလုပ်ခဲ့ကြဘူးလို့ပြန်ပြောခဲ့တယ်။ရုရှားတွေနဲ့သူတို့ရဲ့တွေ့ဆုံမှုဟာဖုတ်ဖုတ်ရွေမရှိခဲ့ပါဘူး။နောက်ဆုံး2002ခုနှစ်ဖေဖော်ဝါရီလမှာတတိယအကြိမ်တွေ့ဆုံဖို့ Elon ကစိတ်ပိုင်းပြတ်ခဲ့ပါတယ်။အဲ့ဒီအစည်းအဝေးမှာနောက်တစ်ချိန်ကျရင် NASA ဦးဆောင်မဲ့ Mike Griffin က Elon ကခေါ်ဆောင်လာခဲ့ပါတယ်။အဲ့ဒါကြောင့်ပုံမအလေးနဲ့ထားတဲ့အစည်းအဝေးအဆင့်တစ်ခုကိုရောက်ရှိစေခဲ့ပြီးတော့ Elon ကနောက်ဆုံးမှာဒုံးမြန်စင်တော့ကိုဒေါ်လာ8တန်းဆိုတဲ့ဈေးနှုန်းနဲ့ဈေးညှိနှိုင်းခဲ့ပါတယ်။ဒါပေမဲ့ဒီဘဲကဒုံးမြန်စင်အတွက်ဒေါ်လာ8တန်းဆိုတဲ့ဟာကိုလက်ခံဖို့စံနှုန်းရှိပေမဲ့အဲ့ဈေးနဲ့ပဲဒုံးမြန်2စင်ကိုလိုချင်ခဲ့တယ်။ရုရှားတွေကဈေးမလျှော့တဲ့အခါမှာတော့ Elon ကနာမည်ကျော်တဲ့အစည်းအဝေးကနေဒေါ်လာတချီထွက်ခွာပြီးတော့နေစိတ်ကိုပြန်ခဲ့ပါတော့တယ်။အမေရိကကိုအပြန်ခီးစဉ်လင်းပေါ်မှာသူ့အဖွဲ့သားတွေကရုရှားနဲ့လွန်မြောက်ခဲ့တာပျော်ရွှင်နေကြတဲ့အချိန် Elon ကတော့သူ့ရဲ့ laptop မှာအလုပ်လုပ်နေခဲ့တယ်။သူကဒုံးမြန်တိဆောက်တဲ့ကုန်ကျစရိတ်တွေကိုအိမ်စဲမှာတော့
ချိတ်ပြီးတော့ဇင်းလုပ်ခဲ့ပြီးတော့မယုံနိုင်စရာတစ်ခုကိုရှာဖွေတွေ့ရှိခဲ့တယ်။ဒုံးမြန်တစ်စင်းရဲ့ကုန်ကျစရိတ်ရဲ့300ခိုင်နှုန်းကတာဂျင်းနီနဲ့အလူမီနီယံလိုကုန်ပစ္စည်းတွေကနေလာတော့သူကတွေ့လိုက်ရတယ်။စိတ်ုံထုတ်လုပ်သူတွေကသူ့ရဲ့ကုန်ကျစရိတ်ပေါ်အမျက်ဆုံးကိုပေါင်းထည့်တဲ့ costless စနစ်ကိုအသုံးပြုနေတာကိုသူကသဘောပေါက်ခဲ့။အဲ့ဒါကုန်ကျစရိတ်ကိုပိုမြင့်တက်စေရလို့သူကတွေ့ခဲ့တယ်။ Elon Musk ကလုပ်ငန်းစဉ်ကိုပုံမထီအောင်လုပ်ခြင်းနဲ့မလိုအပ်တဲ့ contractor တွေကိုဖိတ်ရှားခြင်းအပြင်သူဟာလုပ်ငန်းသုံးစံနှုန်းတွေထက်အများကြီးသက်သာတဲ့စရိတ်နဲ့အာကာသပတ်လမ်းကိုရောက်အောင်လုပ်နိုင်တယ်လို့တွက်ချက်နိုင်တယ်။ဒါနဲ့သူဟာဒုံးမြန်ကိုကိုယ်တိုင်ကြီးစောက်ဖို့ဆုံးဖြတ်လိုက်တယ်။ Falcon 1လို့ခေါ်တဲ့တေးငယ်တဲ့ဒုံးမြန်နဲ့စတင်ပြီးသူ့ရဲ့စိတ်ကူးတွေကိုတက်တည်ပြဖို့ကြိုးစားခဲ့ပါတယ်။သူလုပ်ငန်းစတင်ချိန်မှာအရေးပါတဲ့ဝန်ထမ်းဖြစ်ပထမဆုံးခန့်ခဲ့သူကတော့ Chon Muller ပါ။သူဟာတွန်းကန်စနစ်ရဲ့ Vice President ဖြစ်လာခဲ့ပါတယ်။ Muller ဟာ TRW ဆိုတဲ့အဆင့်မြင့်အရေးလောင်စာဒုံးမြန်အင်ဂျင်တွေကိုတီထွင်ခဲ့တဲ့ခိုင်မာတဲ့နောက်ခံတမိုင်းကြောင့်ရှိရလူပါ။ Elon Musk Muller ရဲ့ BFR လို့ခေါ်တဲ့အပျော်တမ်းဒုံးမြန်ကိုအထင်ကြီးခဲ့ပါတယ်။အဲဒီဒုံးမြန်ဟာလိုအပ်တဲ့ပေါင်8000တွန်းကန်လောက်မထုတ်ပေးနိုင်ပေမဲ့ပေါင်12000လောက်တွန်းကန်ထုတ်ပေးနိုင်ခဲ့ပြီးတော့ Muller ဟာလိုအပ်တဲ့အင်ဂျင်ကိုဖန်တီးပေးနိုင်မယ်ဆိုတာကို Elon Musk ကယုံကြည်ခဲ့ပါတယ်။2002ခုနှစ် February လမှာFable IPO ကနေပြီးတော့ဒေါ်လာတန်165တန်ရရှိခဲ့ပြီးနောက်မှာ SpaceX ကို2002ခုနှစ်မေလ6ရက်နေ့မှာတရားဝင်မှတ်ပုံတင်ခဲ့ပါတယ်။ Elon Musk ဝန်ထမ်းခန့်တဲ့နေရာမှာထူးခြားတဲ့ချီးကျူးမှုကိုအသုံးပြုခဲ့ပါတယ်။ခေါင်းဆောင်နေရာရဲ့အတွက်ကိုဝါရဲ့စက်မှုလုပ်ငန်းတွေကအင်ဂျင်နီယာတွေကိုခန့်ထားခဲ့ပြီးတော့ဒီဇိုင်းကိုလက်ဆက်အောင်နဲ့ကုန်ကျစရိတ်တွေကို short ချဖို့အတွက်အတွေ့အကြုံမရှိတဲ့လူငယ်အင်ဂျင်နီယာကျောင်းသားတွေအပေါ်အာရုံစိုက်ခဲ့ပါတယ်။ဒါအပြင်သူဟာရုရှားရဲ့နီလန်ကိုအတူယူပြီးတော့ဒုံးမြန်တစ်ခုလုံးကိုအလျားလိုက်တိစောက်တဲ့ရိုးရမဟုတ်တဲ့ထုတ်လုပ်မှုနည်းလမ်းကိုလည်းအသုံးပြုခဲ့ပါတယ်။2006ခုနှစ်အစောပိုင်းမှာ Falcon 1ဟာလွှတ်တင်မှုအသင့်ဖြစ်နေပါပြီ။ပထမဆုံးလွှတ်တင်မှုဟာ2006ခုနှစ်မှာဖြစ်ပြီးတော့33စက္ကန့်အကြာမှာပဲပောက်ကွဲပျက်စီးသွားပါတယ်။အင်ဂျင်မီးလောင်ပြီးပောက်ကွဲခဲ့တာပါ။ပြဿနာရဲ့အရင်းမြစ်ကဘာလဲဆိုတော့တချောင်းနဲ့တော့တန်ကြီးတက်နေတဲ့ပေါ်လေးတစ်ခုပါပဲ။2009ခုနှစ်မတ်လမှာဒုတိယကြိမ်စူးစမ်းမှုကပိုပြီးတော့ကောင်းမွန်တဲ့ရလဒ်ကိုရရှိခဲ့ပါတယ်။အဆင့်နှစ်ခုစလုံးကိုအောင်မြင်စွာပြုလုပ်နိုင်ခဲ့ပေမဲ့၄မိနစ်လောက်မှာဒုံးမြန်စတင်ရင်းရိုင်ခဲ့ပြီးတော့အာကာသပတ်လမ်းကိုမရောက်နိုင်ခဲ့ပဲကြာရှုံးခဲ့ပါတယ်။ဒီနေ့အကြာတတိယကြိမ်လွှတ်တင်မှုကတော့အကြီးအကျယ်ဆုံးဖြစ်ခဲ့ပါတယ်။ပထမအဆင့်ခွဲခတ်တဲ့အခါမှာဒုတိယအဆင့်ရဲ့နောက်ကျောကိုသူ့ရဲ့အစတွေကဝင်တိုက်ခဲ့တာပါ။၃ကြိမ်စတာကြာရှုံးရဲ့နောက်မှာကုမ္ပဏီကငွေကြေးပြတ်လို့နေပါဖြစ်နေပါပြီ။ Elon Muskသူ့ရဲ့ Fable co-founder ဖြစ်တဲ့Peter Thiel ဆိုတဲ့လူကိုဒေါ်လာ30ရင်းနှီးမြှုပ်နှံခိုင်းခဲ့ပါတယ်။သူတို့ကုမ္ပဏီရဲ့နောက်ဆုံးမျှော်လင့်ချက်ကအပြည်ပြည်ဆိုင်ရာအာကာသစကန် ISS ကိုပစ္စည်းပို့ဆောင်ပေးမဲ့ဒေါ်လာ1.6 ဘီလီယံတန်ဖိုးရှိတဲ့ NASA စာချုပ်ကြီးပါပဲ။ဒါပေမဲ့အောင်မြင်စွာလွတ်တင်နိုင်ခြင်းမရှိတော့ပဲဒီစာချုပ်ကဖျက်သိမ်းဖို့နေပါသည်ဖြစ်လာခဲ့ပါတယ်။အဲ့ဒီချိန်မှာ LA စက်ရုံမှာသူတို့ရဲ့အပိုဒုံးတွေကိုပြင်ဆင်မှုအဖွဲ့တစ်ခုကအသေးအတန်စူးစမ်းခဲ့ပါတယ်။ဒုံးမြန်ကိုလွတ်တင်တဲ့နေရာကိုပို့ဖို့အတွက်တဲဆောင်တဲ့လင်းခီးစဉ်အတွင်းမှာဖီအားမတီမငြိမ်ဖြစ်တာဖြစ်ပြီးတော့ဒုံးမြန်ဟာပောက်ကွဲလူနေပါဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ကံကောင်းတာအင်ဂျင်နီယာတခုကသူ့ရဲကောင်းဆန်လာနေပြီဒုံးမြန်အတွင်းကိုတက်ပြီးတော့ဖီအားကိုညီများစေဖို့အတွက်အဆုတ်ရှင်တွေကိုဖွင့်ပေးခဲ့တာကြောင့်ကုမ္ပဏီတစ်ခုလုံးကိုကယ်တင်နိုင်ခဲ့ပါတယ်။အဲ့ဒီစတုဒ္ဒအကျဉ်လွတ်တင်မှုက SpaceX ကိုဆက်လက်ရှင်သန်ဖို့ Elon Musk ရဲ့နောက်ဆုံးအခွင့်အရေးဖြစ်ခဲ့ပါတယ်။ဒီချိန်မှာတော့အရာရာတိုင်းဟာပြီးပြည့်စုံစွာအလုပ်လုပ်ခဲ့ပါတယ်။ SpaceX ကအရေး3လောင်စာဒုံးမြန်ကိုဒီဇိုင်းထုတ်တည်ဆောက်ခဲ့ပြီးအာကာသပတ်လမ်းတွေကိုအောင်မြင်စွာလွတ်တင်နိုင်ခဲ့တဲ့သမိုင်းတစ်လျှောက်ပထမဆုံးစီးပွားရေးကုမ္ပဏီတစ်ခုဖြစ်လာခဲ့ပါတယ်။လအနေငယ်အကြာမှာ Elon Musk Disneyland ကိုမိသားစုခီးထွက်နေတဲ့အချိန်မှာပဲသူ့စီကိုဖုန်းတစ်ခုဝင်လာခဲ့ပါတယ်။အဲ့ဒါ SpaceX ကဒေါ်လာ1.6 ဘီလီယံကျန်ဖို့ရှိတဲ့ NASA စာချုပ်ကိုရရှိကြောင်းသတင်းပါပဲ။ဒီစာချုပ်ကငွေကြေးစည်းစိမ်မှုကိုတည်ငြိမ်စေခဲ့ပြီးတော့အရေးပါတဲ့အရေးချင်းရှိသူတွေနဲ့ရင်းနှီးမြှုပ်နှံသူတွေကိုဆွဲဆောင်နိုင်ခဲ့တဲ့အပြင် SpaceX ကိုအစစ်မှန်ကာကာတာကုမ္ပဏီတစ်ခုအဖြစ်တရားဝင်အခိုင်အမာဖြစ်စေခဲ့ပါတယ်။ဒါကကျွန်တော်တို့ဒီနေ့သိနေတဲ့ Falcon 9နဲ့ Starship လို့ပုံမှန်ကြီးမားတဲ့စီမံကိန်းတွေအတွက်လမ်းခင်းပေးခဲ့တာဖြစ်ပါတယ်။ SpaceX ရဲ့အစောဆုံးနေ့ရက်တွေကဇွဲလုံးလာတဲ့တက်တွေပါပဲ။ Elon Muskသူတည်ဆောက်နေတဲ့အရာတွေကတိုက်ပွဲဝင်ဖို့ထိုက်တန်နေဆိုတာကိုသိနေခဲ့တဲ့အတွက်ဘယ်တော့မှကြောက်ရွံ့မှုတွေကိုစိတ်ဓာတ်မကျခဲ့ပါဘူး။အားလုံးကိုဆိုင်ဖိုင်ဆုံးနေမိတဲ့ကနေနှုတ်ဆက်လိုက်ပါတယ်။ခင်ဗျားတို့ရဲ့အမြင်တွေကိုလည်းကွန်မန့်မှာရေးခဲ့ပေးကြပါဦး။ဒီလိုမျိုးသိပ္ပံနဲ့နည်းပညာသတင်းတွေကိုနေ့တိုင်းသိချင်နေဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ဖို့တောင်းဆိုပါရစေ။အနာဂတ်ကြောင်းလေးဆက်လက်လေ့လာဖို့အမြဲတမ်းဆိုင်ဖိုင်ဆုံးမှာရှိနေပေးကြပါဦး။